Hello မင်္ဂလာပါကိုတင်မတော့စားတယ်ညနေဆောင်ရှင်တငယ်ချင်းနဲ့ပြင်သွားမယ်ရုပ်ရှင်ကြည့်မယ်မော်တစားမယ်အခုကတော့တင်မတော့မှာဖြစ်ပါတယ်တကယ်ပါအောင်ချစ်ပါမရှင်ချစ်တာနဲ့တင်မဒီရောအခုတော့တင်မဒီအစင်းဖြစ်ပါပြီပါဝင်တဲ့ပစ္စည်းတွေကတော့မြေပဲအချိုမုံမြစ်တီမုံပဲမုံငမြရီပစွန်ကြစားပလာတွေကိုထည့်ပြပါပြီမကြီးထည့်ရပါတယ်နောက်ဆုံးမှတော့စီချက်လေးကိုဆန်းလိုက်မယ်ပြီးရင်တော့နေပါပြီရှင်ခုတော့အစင်းဖြစ်ပါပြီဟင်းပွဲလေးကတော့အခုတော့ပြီးဆုံးတော့ပါပြီဒီမော်ဒီတောင်းလေးရဲ့ငါးချိုပေါင်းရဲ့မိခေါ်ရင်ချိုရဲ့အခုတော့နေလဲစားပါတော့မယ်ရှင်ဒီတမလေးဘိုင်ဘိုင်